ပါရှင်2019ခုနှစ်မတ်လ24ရက်တောက်ချာနေ့အရဗီရှင်းမြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီရှင်ဒီနေ့သတင်းတွေထင်မှာတော့တူရကီတန်တမန်များစစ်တွေရှိရိုဟင်ဂျာဒုက္ခသည်စခန်းသို့တွားရောက်ကြည့်ရှုခဲ့တဲ့သတင်းနေငယ်ရှင်းလင်းရေးကောင်းစဉ်ဖြင့်ဖန်ဆီးပြီးနောက်စစ်ဆေးစဉ်တက်ဖြတ်ခံရသူများရဲ့မိဖများကိုအတင်းအဓမ္မကျေအေးကြောင်းလက်မှတ်ထိုးခန့်ခဲ့တဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမတီတာထုံးပါ2019ခုနှစ်မတ်လ23ရက်အင်္ဂါနေ့ကရန်ကုန်မြို့ရှိတူရကီတန်ယုံမှတန်အမတ်နဲ့အတူတန်တမန်ရေးရာဝန်ထမ်းများဟာစစ်တွေမြို့ရှိရိုဟင်ဂျာဒုက္ခသည်စခန်းသို့တွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါရယ်။ထိုနေ့နေ့လယ်7 နာရီကတန်အမတ် H.E. Marut Yavuz Atis နဲ့တူရကီလူမှုရေးဆိုင်ရာပုဂ္ဂလိကအဖွဲ့အစည်း Pika NGO တို့ဦးဆောင်ပြီးစစ်တွေမြို့တက်ကကြီးကျေးရွာရှိရိုဟင်ဂျာဒုက္ခသည်တို့ရဲ့အခြေအနေများကိုတွားရောက်ကြည့်ရှုလေ့လာခဲ့ပါရယ်။ထိုအဖွဲ့ဟာစခန်းအတွင်း၌ရပ်ရွာကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့ပြီးမြန်မာအစိုးရကရိုဟင်ဂျာလူမျိုးများအားဆင်းရဲဒုက္ခရောက်သည့်အထိကြမ်းတမ်းစွာကင်တွင်နေပုံတို့ကိုသိရှိသွားခဲ့ပြီးထိုအဖွဲ့ဝင်တို့ကအလွန်အမင်းစိုးရိမ်ပူပန်သွားခဲ့ပါတယ်။ထို့အပြင်ထိုအဖွဲ့ဝင်တို့သည်ရိုဟင်ဂျာဒုက္ခသည်များနဲ့အတူထက်ထူထက်မြခံစားနေရကြောင်းလည်းပြောဆိုသွားခဲ့ပါတယ်။ဦးမေအမေဖြစ်နေတဲ့ရိုဟင်ဂျာဒုက္ခသည်များနဲ့အစည်းအဝေးပြုလုပ်ရာတွင်တန်မတ်ကြီးကရိုဟင်ဂျာများဟာအဘေးကြောင့်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ရန်လက်မခံကြောင်းကိစ္စနဲ့ရိုဟင်ဂျာအတိုင်းအဝိုင်းကဘာကြောင့်နိုင်ငံသားစစ်ဆေးရေး NVC ကလက်မခံရရှိကိစ္စတို့ကိုရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်ကောင်းဆောင်များနဲ့အငြိမ်းစားရိုဟင်ဂျာရှိနေဦးကျော်လာအောင်တို့ကိုမြင်မြန်ခဲ့ပါတယ်။ရှိနေဦးကျော်လာအောင်က NVC ကဟာရိုဟင်ဂျာများအတွက်မဟုတ်ဘဲမကြာသေးမီကမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့တဲ့နိုင်ငံသားများနဲ့သာသက်ဆိုင်ကြောင်းရိုဟင်ဂျာတွေဟာဆွေစဉ်မျိုးဆက်ကလေးကဤဒေသမှာပဲအသက်ရှင်နေထိုင်ရင်းသေဆုံးသွားခဲ့ကြောင်းနဲ့ဘာကြောင့်ကျွန်တော်တို့ကိုအတင်းအဓမ္မ NVC ကလက်ခံခိုင်းနေရတယ်လဲဟုအသေးစိတ်သေးသေးချာချာရှင်းပြခဲ့ပါတယ်။ဒါ့အပြင် NVC ကအတင်းအကျပ်ပေးရခြင်းရဲ့ရည်ရွယ်ချက်ဟာကျွန်တော်တို့ရဲ့နိုင်ငံသားအခွင့်အရေးဖြတ်သိမ်းပစ်ပြီးနိုင်ငံသားအဖြစ်ပုံဖော်နေခြင်းဖြစ်ကြောင်းနဲ့မြန်မာနိုင်ငံထိကနေမောင်းထုတ်ဖို့ကြိုးစားနေကြောင်းထည့်ပြောပါတယ်။ရှိတဲ့ဦးကျော်လာအောင်ရဲ့ရှင်းလင်းချက်ကိုတူရကီတန်မတ်ကြီးကအာရုံစိုက်နားထောင်ခဲ့ပြီးအန်အော်ထိတ်လန့်တုန်လှုပ်သွားခဲ့ပုံရတယ်လို့အစည်းအဝေးတက်ရောက်သူတို့ကအရီရှင်တို့ပြောပါတယ်။ထို့အပြင်ရိုဟင်ဂျာကိုယ်စားလှယ်များကအစိုးရရဲ့နိုင်ငံရေးကိစ္စများမှလွှဲ၍လူသားချင်းစာနာထောက်ထားသောအားဖြင့်၎င်းတို့ရဲ့စားဝတ်နေရေးကျန်းမာရေးနဲ့ပညာရေးတို့ကိုအဓိကအရေးကြီးလိုအပ်ကြောင်းထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ထို့နောက်တူရကီကိုယ်စားလှယ်အဖွဲ့ကရိုဟင်ဂျာဒုက္ခသည်များရဲ့တောင်းဆိုချက်များကိုအတက်နိုင်ဆုံးစူးစမ်းကိုရင်ပေးမယ်လို့ကတိပေးခဲ့ပြီးတောလာရေးလွှဲကူးစေရန်လှမ်းများကိုလည်းကျွပြင်ပေးသွားမယ်ဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။နောက်ထပ်သတင်းကတော့မောင်တော်မြို့နယ်မြောက်ပိုင်းတွင်စစ်တပ်ကနေငယ်ရှင်းလင်းရေးကောင်းစဉ်ဖြင့်ဖန်ဆီးပြီးနောက်တပ်ချက်ခံရတဲ့ဒေသခံရိုဟင်ဂျာများရဲ့မိဖများထဲမှအတင်းအဓမ္မကျေအေးကြောင်းလက်မှတ်ယူလျက်ရှိကြောင်းသတင်းရရှိပါတယ်။နေငယ်ရှင်းလင်းရေးကောင်းစဉ်ဖြင့်မြန်မာစစ်တပ်ကမောင်တော်မြို့နယ်မြောက်ပိုင်းရှိရိုဟင်ဂျာလူမျိုးများနေထိုင်တဲ့ကျေးရွာအုပ်စုများအတွင်းသို့အလုံးအရင်ဝင်ရောက်ပြီးတွေ့သူပြစ်မြစ်သူဖမ်းရရမီရှိုစနစ်ဖြင့်နိုင်လိုမင်းတက်ကာလဖြစ်တဲ့2016ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင်ဝှက်ဖြူချောင်းကျေးရွာအုပ်စုမှလူအိုလူ၍အယောက်90ကျော်ကိုတန်တရားမှုဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ထို့သောဖမ်းဆီးခေါ်ဆောင်သွားသူများကိုမိသည့်နေရာတွင်ထိန်းသိမ်းထားပြီးမိသူကိုတက်ပြစ်ခဲ့စီကိုမိသူကမှမသိရှိနိုင်ကြောင်းကျန်ရစ်သူမိသားစုများကပြောပါတယ်။လွန်ခဲ့တဲ့မတ်လ23ရက်နေ့ကမခုရနေကြဆောင်ရစ်တပ်ဖွဲ့မှစခန်းမှုဖြစ်သူရဲမှုကရုတ်တရက်စားတစောင်းထုတ်ပြပြီးဝှက်ဖြူချောင်းကျေးရွာအုပ်စုဇင်ပန်ယာရွာမှဦးမိုဟာမက်အာလမ်ဦးအလီအာမတ်ဦးအဒူရကင်ဦးဆူရုခန်နဲ့ဦးရှုနာမြာတို့ကိုဘူတိတောင်အကျဉ်းထောင်ရှိသူတို့ရဲ့သားများကိုထောင်ဝင်စွာတောတွေ့ရန်ဟုဆိုကာဆက်လို့ခေကြောင်းရွာသားများကပြောပါတယ်။ထို့သောထောင်ဝင်စွာတောတွေ့ရာတွင်9ဦးထင်မှ3ဦးကိုသာတွားကြိုးချဲလက်ကြိုးပုံစံဖြင့်အရှင်အလက်တွေ့ရပြီးဦးမိုဟာမက်အာလမ်ရဲ့သားအသက်15နှစ်အရွယ်ရှိဦးမိုဟာမက်ရော်ဖိတ်နဲ့
ဦးစုရုခန်ရဲ့သားစရက်အမတ်2ဦးကိုစစ်ဆေးနေစဉ်အသက်ဆုံးရှုံးသွားခဲ့ကြောင်းသိရှိရပါတယ်။ဖခင်များကသားများသေဆုံးသွားခဲ့ကြောင်းသိရှိရ၍ဝယ်နေကြေခွေးနေစဉ်အာဏာပိုင်များကအမှုဖွေးအရေးယူမည်မဟုတ်ပါဟုအတင်းအဓမ္မထွက်ဆိုခိုင်းပြီးကျေးလွာပေါ်တွင်လက်မဲပေါင်းများစွာထိုးခိုင်းခဲ့ကြောင်းရွာသားများရဲ့ပြောကြားချက်အရသိရပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ Arvision ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ Arvision ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကို Facebook, Twitter နဲ့ YouTube စာမျက်နှာတွေကနေတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ခြင်းဖြစ်ကြောင်းလည်းအသိပေးပါတယ်ရှင်။